ကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်လည်းမကောင်းတဲ့ပုံရောက်သွားတတ်တယ်မကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်လည်းကောင်းတာရောက်သွားတေကံနီးလှုပ်လိုက်တဲ့ကုသိုလ်ကံအကုသိုလ်ကံကိုအာတဏ္ဏကံလို့ခေါ်တယ်ကုသိုလ်ဆိုတာကဲတင်နိုင်တယ်ဆိုတာကိုမှတ်သားချဖို့ပေါ့နော်အေးဒါကြောင့်မလို့လူတွေဟာတေကံနီးမှာသိအရေးကြီးတယ်အခုခေတ်ဆိုလို့ရှိရင်တော့လူမမာအိမ်ဆိုလို့ရှိရင်လာကြတယ်ဟိုကလာမေးဒီကလာမေးလူမမာမေးဆိုပြီးတော့သွားကြတယ်ဗမာတွေပါသွားတာလာတာတော့မေတ္တာနဲ့ကရုဏာနဲ့လာတာကောင်းပါတယ်သို့တော်လည်းလူမမာအနာထားပြီးတော့ပါဇက်ကတောင်ပြောတာတော့အဆိုးဆုံးပဲဘာတွေပြောတော့ဆိုကြားဥတာတွေပြောမှဆိုဒီတောင်ကတော့ကြော်တော့မှမဟုတ်ပါဘူးဟိုကကြားတယ်အဲ့ဒါတွေကိုသူကသူကြောမကြောကိုပြောစရာမှမဟုတ်တာမရတော့ပါဘူးဒီတောင်ကတော့ကြော်မှမဟုတ်ပါဘူးနဲ့မဲဒီတောင်ကတော့ကြော်မှမဟုတ်ဘူးကိုလည်းကြော်မှကြအဲ့ဒီလိုပြောကြပြီးတော့အေးသူပစ္စည်းတွေစောစောကြိုတောင်းထားကြညီတို့တော့ကြဘယ်ထားလို့ထားမှမသိဖြစ်ပိုက်ဆံလေးရှိပြန်တော့လေဒါတွေဘု து ပေးခဲ့တာတော့ဘာသာဥက္ကဘယ်နှထားတာတော့ဟိုကမသိသေးဘူးဒါတွေရှောက်မေးပြီးတော့ဩသိတဲ့လူကမဖြောင်းတော့မဖြောင်းတဲ့အခါကျတော့ပြိတ္တာရင်လည်းဖြစ်တဆေရင်လည်းဖြစ်တရေရင်လည်းဖြစ်နေအိမ်မောမစင်းတနေ့ကတော့မှပဲရန်ကုန်ဘက်ကအမျိုးသမီးတယောက်ကစာလေးနဲ့ရှောက်တယ်သူတို့မတရားဟုတ်တဲ့ဆုံးသွားတဲ့အခါမှာသူဆုံးသွားတဲ့နေ့ကနေစပြီးတော့နေ့တိုင်းနဲ့တအိမ်လုံးဟာအမွှေးနှံ့တာတွေခဏခဏတွေ့ဘယ်သွားမွှေးနှံ့တာတွေမွှေးကြိုင်နေတဲ့အနံ့တွေရနေတယ်ပေါ့ဘုရားသွားရင်လေမွှေးကြိုင်သူတို့ကအဲ့ဒါမွှေးကြိုင်နေတဲ့အနံ့တွေပြီးတော့မကျွတ်ဘူးပေါ့လေမကျွတ်လို့ဘာကုသိုလ်လုပ်ပြီးအမျှဝေရမှာတော့မေးတော့ဘုန်းကြီးကအေးမွေးတဲ့အနန္တပြတယ်ဆိုတာသူဘုံမစိုးနှက်ဖြစ်တာလို့နတ်ဖြစ်နေတဲ့ကိုယ့်ရဲ့ตาတဲ့ပုဂ္ဂိုလ်သွားပြီးကျွတ်အောင်လုပ်ရင်ကိုယ်ပဲကျွတ်အောင်လုပ်အောင်လို့နော်လူတွေကသေသွားတဲ့လူကအနိဗ္ဗာန်ရောက်နေမကျွတ်ဘူးကြီးပဲထင်တယ်ကိုယ်လည်းကျွတ်ထားကြအဲ့တော့နတ်ဖြစ်နေတာသူကံနဲ့သူပဲလို့ဒါကိုယ်ကဘာမှကြောက်အောင်လုပ်ဆရာမလုပ်ဘူးကုသိုလ်ကောင်းမှုလုပ်အမျှပေးသူ့မှာဘုံတကူပဲတက်မယ်ကျွတ်အောင်ဆိုတာလူတွေကသေသွားရင်ကျွတ်ဖို့ပဲစဉ်းစားတာလေသေသွားရင်ဘယ်လိုနဲ့နေကျွတ်အောင်အဲ့တော့သူရောက်တဲ့ဘုံကကောင်းတဲ့ဘုံလားဆိုးတဲ့ဘုံလားဒါပဲကြည့်အောင်မကျွတ်ဘူးလို့လူတွေပြောရအောင်အိမ်ပေါ်မှာတရေဖြစ်နေတာတို့တဆေဖြစ်နေတာတို့ခြောက်လှန့်နေတာတို့မကောင်းတဲ့အပုပ်နှံတွေပေးနေတာဆိုရင်တော့ဒါမကောင်းဆိုးဝါးဖြစ်နေအဲ့ဒါဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်အမြတ်တမ်းတွေပေးဝေသူ့မှာစားစရာမရှိတောက်စရာမရှိအဝတ်မပါဗလာကိုဒီဖြစ်နေတယ်ဆိုရင်အဝတ်လှူပြီးတော့အမြတ်တမ်းပေးဝေစားစရာမရှိဘူးဆိုစားစရာလှူအမြတ်ပေးဝေနေစရာမရှိဘူးဆိုနေစရာလှူအမြတ်ပေးဝေဒီလိုသာလုပ်ကြရတာပေါ့အခုလို့အမွေးကြိုင်အနတ်နေပေးတယ်ဆိုတာသူကောင်းရဘုံကိုရောက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပြတာသို့တော်လည်းမိသားစုတန်ရောစင်နဲ့တခြားမှမရှိဘူးကိုယ်အိမ်ပေါ်မှာနေဘာဖြစ်လဲကိုဆောင်အိမ်ဆောင်နှက်ပဲအိမ်ဆောင်နှက်ဆိုတာအိမ်ကိုတမင်လာစောင့်နေတာတော့ဘယ်ဟုတ်မလဲသူ့ရဲ့ဘုံဘိမှန်ဒီအိမ်နဲ့ဆက်ဆက်နေကိုဆောင်နှက်ဆိုလို့ကိုလာစောင့်နေတာဘယ်ဟုတ်မလဲသူ့ဘယ်သူမှဂျူတီချထားတာမှမဟုတ်တာပဲလကပေးထားတာမှမဟုတ်တာကိုနဲ့ဆက်ဆက်ပြီးဖြစ်လို့ခေါ်ကြတာလေကိုဆောင်နှက်တို့ဘာလို့ဆိုတာ